ဒီနေ့က slipper ခုနှစ်ပုံမြောက်ပေါ့နော် slipper စပင်ပုံစံကဒီအပေါ်ကစပင်ကအနည်းဆုံးကျွန်တော်တို့9လက်မှ6လက်မှလောက်ရှိရမယ်เนาะဒီ take point ပေါ့နော် take ကနေပြီးဆွဲရင်9လက်မှ6လက်မှပြီးလို့ရှိရင်ဒီ crown point နဲ့ဒီ take နဲ့သွားပြီးတော့အညီဖြစ်လို့မရဘူးဒီနောက်ကိုတစ်ဆင့်နှိမ်ပေးရမယ်နည်းနည်းလေးပေါ့နော်ပြီးလို့ရှိရင်ဒီအနောက်စိတ်ကနေပြီးတော့ဒီအောက်ခြေကိုကျွန်တော်တို့ဒီပြေလေးစီနည်းနည်းစီအနောက်ကိုတူးတော့ဥပမာဗျာသဘောတစ်ခုဒီအပေါ်ကိုကျွန်တော်တို့ကဒီ9လက်မခွဲထားလိုက်ဒီအရှိကို9လက်မခွဲရဲ့အနောက်မှာကျွန်တော်ဘာဖြစ်မလဲဆိုရင်9လက်မကနေပြီးတော့ကျွန်တော်4လက်မခွဲအဲ့လိုမျိုးလေးပေါ့ဒါနမူနာမြင်တာအောင်လို့ပြောပြရပြီးလို့ရှိရင်သူ့အနောက်ကိုကြော့ရှင်းနေအောင်လို့ပြားနေအောင်လို့တန်းနဲ့ဖြစ်အောင်လို့ဖိရတာပြလေးအဲ့ဒါဆိုလို့ရှိရင်သူက slipperဘေးစပင်ကိုကြောက်ကျွန်တော်တို့အရင် fake တွေအနာကတ်တွေသွားမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မလာဘူး slipper ရဲ့သဘောတရားမျက်စိနဲ့မြင်အောင်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရုံမင်းသားဆိုရင်ဖဲမင်းသားရှောင်ယုံဖက် chocolate စားတဲ့ကောင်ရှောင်ယုံဖက်တူထားတဲ့စပင်ပုံစံမျိုးအနောက်ကိုလုံးဝကြော်ရှင်းတက်ရက်နဲ့နောက်တစ်ခုက Titanic ကားတွေက Leonardo เนาะဒီကောင်ထားတဲ့စပင်ပုံစံမျိုးတခြားနာမည်ကြီးအမှုပညာရှင်တွေလည်းထားတယ်အနောက်ကိုကြော့ရှင်းနေအောင်တန်းနဲ့ဖြစ်အောင်လို့ဖြီးထားတာအဲ့ဒါကသူက slipper hair style ပေါ့ပုံစံကိုမသိရင်စာရေးထားတဲ့ Google ထဲမှာတွားပြီးတော့ရိုက်ရှာလိုက်ကျွန်တော်ကပုံနဲ့တွဲပြီးတော့မတင်ဘူးဆိုတာကခဏဖြတ်ချလို့ copyright ကြီးလို့ကျွန်တော်ကမတင်ဖြစ်တာเนาะဟိုအရင်အကောက်တုန်းကတော့တင်ဖြစ်တယ်ဒါအကောက်အသစ်ဖြစ်တဲ့အတွက် copyright ခဏညှိတယ်တင်းကြည့်တယ်မရဘူးအဲ့ဒါကြောင့်ဒါကတော့ slipper ပေါ့နော် slipper ကိုလိမ့်မဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ pomade เนาะ pomade လိမ့်လို့ရမယ်နောက်တစ်ခုကကျွန်တော်တို့ styling cream လိမ့်လို့ရမယ်เนาะ styling cream လိမ့်လို့ရမယ်ဒီပြားနေတာမျိုးကြီးလည်းမဟုတ်ဘူးသူကနည်းနည်းလေးကြွလေးဖြစ်ရတယ်လုံးဝတန်ပြားလို့ပြားကတ်နေနေ slipper ကအပေါ်ပဲ slipper ကသပင်ပျော့လေးရှိတဲ့သူတွေအတွက်ဒီကိုပွာကားနေပြီးတော့ကြက်မောက်သီးလို့သပင်တွေအတွက်ကလုံးဝအဆင်မပြေဘူးเนาะအဲ့ဒါက slipper ချိုးကြတော့လေလာဒီနောက်ကိုဖိထားတဲ့မုံမောက်တွေနဲ့ဒါကို slipper ဆိုပြီးတော့သုံးနေတာရှိတယ်သူကညှက်နီးမှန်တာရှိတယ်လို့စံသားအလိုက်တဲ့မသွားတာရှိလို့ slipper ကကျွန်တော်တို့ဒီ oval shape တွေ diamond shape တွေ square shape တွေမျက်နှာ shape တွေမရွေးဘူးเนาะအသက်30အထက်ပိုင်းဆိုရင်ထားလုံးဝ style ကြတဲ့စပင်ပုံစံဆင်ပြေပါစေ